ရတိလေးတောရဲကပြန်ရောက်တော့ဘသူများအိယာခင်းပြင်ထားပါလိမ့်လို့တွေးတော်ရင်တစ်သီးတွေစားတောက်ပြီးအိယာပေါ်မှာအိတ်လိုက်တော့တဲတဲ့ကွယ်အိယာထားတော့တစ်သီးတွေရှာမယ်ဆိုပြီးတောရဲပြန်ထွက်သွားတော့တယ်နဂါးမလေးကကျောင်းလေးကိုပြန်လာကြည့်တော့ပန်းတွေညှိုးနွမ်းပြီးအိယာပေါ်အိတ်ဆက်ထားတဲ့ပုံမြင်တော့တရားကျင့်လို၍ရာသေးဝတ်ထားတဲ့သူမဟုတ်မှန်းသိသွားတာပေါ့ဒီလိုနဲ့နဂါးမလေးကအိယာအစ်စ်ပြန်ခင်းပေးခဲ့ပြီးပြန်သွားခဲ့တယ်ရသေးလဲပြန်ရောက်တော့အိယာပေါ်အိတ်ဆက်ခဲ့တယ်နောက်ရက်မနက်ကျတော့တစ်သီးရှာမထွက်တတော့ပဲကျောင်းနီးမှာပုန်းကွယ်၍ချောင်းကြည့်နေရနဂါးမလေးကိုမြင်ပြီးလှပလွန်းလို့ကြိုက်နှစ်သက်သွားခဲ့တယ်တဲ့ကွယ်ဒီလိုနဲ့အကျိုးအကြောင်းမေးမြန်းရမှနဂါးပြည်မှမိုးဆိုးမနဂါးမလေးဖြစ်ကြောင်းနှင့်မြတ်တော်လင်ကိုရှာမည်ဆိုပြီးထွက်လာခဲ့ကြောင်းပြောပြတာပေါ့မင်းသားလေးကလည်းငါသည်ဗာရာဏသီပြည်မှမင်းသားလေးဖြစ်ကြောင်းခမဲတော်မှပြည်မှနှင်ထုတ်၍ဤတော်အရက်၌လာနေကြောင်းပြောပြပြီးနှစ်ဦးသဘောတူဇနီးမောင်နှံအဖြစ်ဖြင့်တောအရက်မှာနေကြတဲ့ကွယ်နဂါးမလေးရဲ့တန်ခိုးနဲ့ကြီးမားလှပတဲ့အိမ်ဖန်ဆင်းပြီးတူတူနေထိုင်ကြတော့တာပေါ့ကြာတော့နဂါးမလေးကသားယောက်ျားလေးတာကရနဲ့သမီးလေးသမုဒ္ဒဇာတို့ကိုမွေးဖွားပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာပေါ့တနေ့တော့သူတို့နေတဲ့တောထဲကိုဗာရာဏသီပြည်ကမိုးဆိုးတယောက်ရောက်လာခဲ့တယ်မင်းသားလေးကိုတွေ့ပြီးစကားပြောကြရာမှအကြောင်းစုံသိသွားပြီးခမဲတော်မင်းကြီးအားအကြောင်းစုံလျှောက်ကြားအံ့ဟုရှိခိုး၍မြို့ကိုပြန်သွားတဲ့ကွယ်